ကိုရေအင်ရှော့အသုံးပြုတဲ့နီလန်းကဘယ်တော့မျှဝေပေးမှာလဲပေါ့နော်ကက်နဲ့ပဲပြပေးနေတာအင်ရှော့အသုံးပြုတဲ့နီလန်းလေးကိုလည်းမျှဝေပေးပါအောင်ပေါ့နော်โอเคဒီဗီဒီယိုလေးမှာအင်ရှော့အသုံးပြုတဲ့နီလန်းလေးပေါ့နော်ဒီဗီဒီယိုလေးမှာကျွန်တော် share တင်နေနဲ့မျှဝေပေးမယ်ခေါင်းစဉ်ကတော့ကျွန်တော်မတက်မနေတော့ဘူးကျွန်တော်ရဲ့မိတ်ဆွေကိုနဲ့ကိုက်ညီတယ်ကိုနဲ့အဆင်ပြေမဲ့ဒါ edit ဘိုင်းလေးတွေကို like ကြည့်ပေါ့နော်โอเคဒီနေ့တော့ဒါခေါင်းစဉ်မရှိမတက်တော့ဘူးကျွန်တော်အခုလိုမျိုး edit တဲ့နီလန်းလေးပေါ့နော်ဒီနီလန်းလေးကိုဒါကျွန်တော် share တင်နေနဲ့မျှဝေပေးမယ်ဥပမာဒီလိုမျိုးလေးပေါ့ဗျာဒါလေးကိုဒီဘက်နဲ့လာလိုက်မယ်ဒီလိုမျိုးလေးတွေတစ်ချက်ပြပေးမယ်โอเคဒီလိုမျိုးပေါ့ဗျာကျွန်တော်တို့ background သားလေးတွေဖြောက်မယ်နောက်ခံ background ကလည်းကိုယ့်ရဲ့အယောင်လေးနဲ့ပေါ့ဗျာ blur လေးထည့်ပြီးတော့အသုံးပြုတဲ့နည်းပေါ့နော်ခေါင်းစဉ်တော့မတက်တော့ဘူးโอเคဒါဆိုရင်စလိုက်အောင်ဘယ်လိုမျိုး edit ထားလဲဆိုတာကိုကြည့်လိုက်မယ်ဒါလေးကိုကျွန်တော်တစ်ချက်ဖြတ်လိုက်မယ်ဒါဆိုရင်ကျွန်တော် InShot တဲ့ကိုဝင် InShot တဲ့ရောက်လာပြီဆိုရင်တော့ဗီဒီယိုသွားမယ် new project တစ်ခုဖွင့်မယ်ဒီနေရာမှာကျွန်တော်ရဲ့မိတ်ဆွေကကိုကဘယ်ဗီဒီယိုဖိုင်ဒီကြိုက်တဲ့ဗီဒီယိုလာလို့ရနော်ကိုရဲ့နောက်ကလှတယ်ဆိုရင်လှသလိုပေါ့နော်ကျွန်တော်ခုနအရှိမပြတဲ့ဗီဒီယိုနဲ့ပဲကျွန်တော်ပြပေးသွားမယ်ပေါ့နော်ဒါဆိုရင်ဒီဗီဒီယိုထည့်မယ်နှိပ်လိုက်မယ်နှိပ်ပြီးတော့အမှန်လေးချစ်လိုက်မယ်ဒါဆိုရင်ဒီလိုမျိုးကြာလိုက်ဒါဆိုရင်ကျွန်တော်တို့က ratio ချုပ်မယ် InShot မှာ InShot ဖြစ်တဲ့ ratio ကတော့ဒီထိပ်မှာရှိတယ်ဗျနော်ဒီထိပ်ဒီမှာ၄တော့ပုံလေးနဲ့ကြကြလေးရှိတယ်ပေါ့ဗျာအဲ့ဒါနှိပ်လိုက်ဒါကတော့သိမှာပေါ့နော်အခြေခံနေ့တိုင်းဒီနေရာမှာကိုကဘယ် site ကိုယူမှာလဲကျွန်တော်ကတစ်နဲ့ပြပေးမယ်ကျွန်တော်အသုံးပြုများတာကတစ်များတယ်တစ်ကိုပြလိုက်မယ်ရပြီဆိုရင်ကျွန်တော်အမှန်ချစ်လိုက်မယ်โอเคဒါဆိုရင်ဒါရသွားပြီပေါ့ဗျာဒါကိုကျွန်တော်ရဲ့မိတ်ဆွေကဖြောက်ပလိုက်ချင်လဲရတယ်ထားထားရโอเคဒါလေးခဏဒီနားမှာလိုလေးလက်လေးနဲ့ကျင်းလိုက်မယ်တစ်ချက်ထားလိုက်မယ်ထားလိုက်ပြီးတော့အခုဒီတန်းလက်မှာပဲထိထားသေးတာပေါ့နော်โอเคဒီတန်းလက်ကိုထိထားမယ်အခုထားတဲ့ဒါကိုထိထားမယ်ဒါကိုထိထားပြီးတော့ဒီအပေါ်ဘားကိုဆွဲမယ်ကျွန်တော် background သုံးဖို့အတွက်ပေါ့နော်background ကတခြားရောင်နေလဲရတယ်ကျွန်တော်ကသူ့နောက်ကဒီလိုမျိုးပန်းရောင်လေးပေါ့ဗျာနောက်ကဖြောက်တဲ့ခါကျရင်လည်းမသိမသာလေးဖြစ်အောင်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ကဒီနေရာကနေပြီးတော့ဒီမှာထပ်နေတဲ့ရှိတယ် duplicate ပေါ့ဗျာဒီမှာထပ်နေတဲ့ပုံလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ဒီလိုမျိုးလေးပွားလိုက်မယ်ပွားလိုက်ရင်ဒါဆိုရင်နှစ်ခုဖြစ်သွားပြီပေါ့ဗျာโอเคနှစ်ခုဖြစ်သွားပြီဆိုရင်ကျွန်တော်ရဲ့ဒီရှေ့ကိုပြန်ဆွဲလာမယ်ပြန်ဆွဲလိုက်ဒီရှေ့ပိုင်းပေါ့ဗျာဒီမှာနှစ်ပိုင်းဖြစ်နေတယ်နော်နောက်ပိုင်းနဲ့အရှေ့ပိုင်းနဲ့ရှိတယ်ဒါဆိုရင်ဒီအရှေ့ပိုင်းကိုအရှေ့ပိုင်းလက်လေးနဲ့ထိထားမယ်ထိထားပြီးတော့ကျွန်တော်ကဖြောက်မှဖြစ်တဲ့တော့ပေါ့နော်ဒီမှာမြားလင်ကောင်လေးနဲ့ရှိတယ်ချိန်မယ်ပေါ့ဗျာဒါဆိုရင်အဲ့ဒီ chain ဆိုတာလေးကိုနှိပ်လိုက်နှိပ်လိုက်ရင်ဒီမှာနှစ်ခုထပ်သွားပြီဟုတ်လားဒါဆိုရင်နှစ်ခုညီသူညာသူဖြစ်ဆွဲတယ်မလို့ဘူးညီသူညာသူဖြစ်သွားပြီဆိုရင်ဒီအောက်မှာလည်းနှစ်ခုဖြစ်နေတယ်သူကဒီတိုင်းလေးပေါ့နော်ဒါဆိုရင်ကျွန်တော်အမှန်လေးချစ်လိုက်မယ်ချစ်လိုက်ပြီးတော့ဒီအောက်မှာတန်းလေးမှာနှစ်ခုဖြစ်နေတယ်ဒါဆိုရင်ဒါလေးတစ်ခုထိလိုက်မယ်ထိပြီးတော့တစ်ခုကျွန်တော်ဖြောက်လိုက်မယ်ဗျာလက်လေးမြင်လားမသိဘူးเนาะကျွန်တော်ပြင်လိုက်အောင်မယ်ဒါလေးကိုကျွန်တော်တစ်ခုဖြောက်လိုက်မယ်ဖြောက်လိုက်ရင်ဒီလိုမျိုးလေးဖြစ်သွားပြီโอเคဒါဆိုရင်သူ့ကိုသွားထိလို့မရတော့ဘူးเนาะသူ့ကိုသွားထိလို့မရဘူးဆိုရင်ကျွန်တော်တို့ကဘယ်လိုမျိုးထိရမလဲဆိုတော့ဒီအောက်ကိုပြန်တာဘာပဲလုပ်လို့ဗျာပြင်မယ်ဆိုရင်တော့ PIB ကိုပဲလာခုနကဖြောက်လိုက်တဲ့ပုံတော့ background ဖြစ်သွားပြီဒါဆိုရင် PIB ကိုလာလိုက်မယ်ဒီမှာကြည့်လိုက်အောက်မှာမှေးသွားပြီမှေးတာခုနကဆွဲဖြောက်လိုက်တဲ့အကောင်မှေးသွားပြီပေါ့နော်ဒါဆိုရင်သူ့ကိုကျွန်တော်တို့ကြိုက်စီမျိုးထားလို့ရပြီဒါဆိုရင်သူ့ကိုကျွန်တော်ကနမူနာတစ်ချက်ပြပေးဦးမယ်နော်ဒီလိုမျိုးလေးထားမယ်ထားပြီးတော့ဒီမှာခဲတံပုံလေးနဲ့ရှိတယ်ခဲတံလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီအနီလေးယူမှလားဒါလေးကအကွက်လေးပေါ့ဗျာတစ်ချက်ထည့်ပြတာနော်ကျွန်တော်ရေးမိတ်ဆွေကတော့ကိုကြိုက်တာကိုယူဗျာโอเคဒါဆိုရင်ကျွန်တော်အမဲကြိုက်လားအနီကြိုက်လားပေါ့နော်ကျွန်တော်အနီနဲ့ပဲထားလိုက်မယ်နည်းနည်းလေးသေးလိုက်မယ်โอเคဒီတိုင်းလေးထားမယ်ဒါကညီနဲ့တနည်းပြသွားမယ်ပေါ့နော်โอเคဒါလေးကဒီနောက်မှာတစ်ချက်ထားမယ်နောက်ထပ်ကျွန်တော်တို့ကကိုဖန်တီမဲ့ဗီဒီယိုလေးပေါ့ဗျာကိုဖန်တီမဲ့ဗီဒီယိုဆိုရင်ဒီထက်ကိုညီအောင်ဆွဲထားမယ်ဆွဲလိုက်ဒီဘက်မှာ PIB ဆိုအပေါင်းလေးပေါ်နေတယ်အဲ့ဒီနေရာလေးတစ်ချက်နေကိုကဘယ်ဗီဒီယိုအသုံးပြုမှာလဲဒီထဲမှာ share ပေါ့နော်ဗီဒီယိုကကျွန်တော်မှာကလည်းကျွန်တော်ရှိတဲ့ဗီဒီယိုတစ်ခုပဲထည့်လိုက်မယ်ဒီဗီဒီယိုပေါ့နော်ဒါကိုကျွန်တော်ထည့်မယ်ဆိုရင်အစင်းကပြေးမနေဘူးဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကျွန်တော်ဖြောက်မယ် background ကျွန်တော်ပြောချင်တာဒီနေမှာအခုကိုက background တွေပါဖြောက်တော့မယ်ဆိုရင်ပေါ့နော်အနောက်ခံဒီမှာကြည့်ကာလာကိုဒီလိုမျိုးအဖြူပဲဖြစ်အဝါပဲဖြစ်အပြာပဲဖြစ်အယောင်တစ်ခုနောက်မှာကိုကနေပြီးတော့ရိုက်ဒါဆိုရင်ဖြောက်လို့လွယ်တယ်ဗျအစိမ်းရောင်ရင်မှမဟုတ်ဘူးเนาะအယောင်တစ်ခုဒဲတာပေါ့ဗျာအနီဆိုတဲ့အနီအဖြူဆိုတဲ့အဖြူအဝါဆိုတော့ဝါတစ်ခုတီးတန့်ပေါ့เนาะအခုဆိုရင်အဖြူနောက်မှာဆိုရင်ဖြောက်လို့လွယ်တယ်ဖြောက်မှဆိုရင်ဒီမှာလူကောင်းလေးရှိတယ်လူကောင်းလေးကိုနှိပ်ဒီဘက်ကလူကောင်းလေးပါကတ်အောက်လေးကိုနှိပ်လိုက်ဒါဆိုရင်ခဏလေးပဲဗီဒီယိုကတိုးတဲ့အတွက်ပျောက်သွားတယ်ပေါ့နော်ဗီဒီယိုရှင်းရင်နည်းနည်းလေးကြာတတ်တယ်သူ့ကိုဒီတိုင်းလေးထားမယ်ဒီတိုင်းလေးပေါ့ဗျာတစ်ချက်ဒါလေးကကျွန်တော်နမူနာပြပေးတာပေါ့နော်ဒီပုံမှာဒီလိုမျိုးထားလို့ရတယ်ဆိုတာလေးကိုပြပေးတာပေါ့နော်โอเคဒါလို့ဆိုရင်ဒါသဘောပေါက်ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီအောက်မှာသူ့ကိုထပ်ပြင်မယ်ပေါ့ဒါဆိုရင်သူ့ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေကဒီမှာခဲတံလေးရှိတယ်ခဲတံလေးကိုတစ်ချက်ပြန်လာမယ်ခုနကဒီအနီလေးကိုကျွန်တော်တို့ထည့်ထားတာပေါ့ဗျာအနီလေးထည့်တာမလို့ကျင်းဆိုဒီဘက်ဝါလုံးလေးကိုနှိပ်လိုက်နှိပ်လိုက်ရင်အမှန်ချစ်လိုက်ဒါဆိုရင်အနေကအကွက်ကလေးကပျောက်သွားပြီသူ့ကိုလည်းကျွန်တော်တို့ကဖျောက်မယ်ဆိုရင်လွယ်လွယ်လေးပဲသူ့ကိုထိတာပေါ့နော်ကိုလုံးချင်တဲ့နေရာကိုထိလိုက်နှစ်ခုပဲရှိတယ်ဗျာဒါဆိုရင်ကျွန်တော်တို့ကဖျောက်မှဖြစ်တဲ့အတွက်ကတ်အောက်ကိုနှိပ်မယ်ဒီဘက်ကကတ်အောက်ပေါ့ဗျာအော်တိုကတ်အောက်နှိပ်လိုက်ရင်အမှန်ချစ်မယ်ဆိုရင်ဒီမှာကြည့်လိုက်ဒါဆိုရင်လုံးဝအနာပြောက်တယ်ဗျ
ဘာဖြစ်လို့နားပြောက်လဲဆိုတာကကျွန်တော်ကသူ့ရဲ့အနောက်ခံကိုကျွန်တော်ယူထားတာ background မသုံးဘူးသူ့ရဲ့နောက်ခံပွားပြီးတော့ကျွန်တော်ရှိတ်သုံးတာဖြစ်တဲ့အတွက်ကပြခိုင်းကြည့်မယ်ဗျာတစ်ချက်သူ့ကိုကြည့်နော်ကျွန်တော်မကြည့်နဲ့ကျွန်တော်ရုပ်ဆိုတဲ့သူ့ကြည့်ဒါဆိုရင်လုံးဝငြိမ်နေတာဗောဗျာဒီလိုမျိုးပေါ့နော်မသိရင်ဒါဗီဒီယိုတစ်ပုတ်ထဲမှာ2ယောက်နေတဲ့ပုံမျိုးဖြစ်နေတာဗောနော်ဒါကျွန်တော်ရဲ့ပုံကတော့ဘာမှတော့မဆိုင်ဘူးနော်ကျွန်တော်ကထည့်ထားရတယ်ဆိုတော့လာပြပေးတာဒီလိုမျိုးလေးပေါ့တစ်ချက်ကြည့်လိုက်မယ်အရှိမလို့သူတို့ပေါ့နော်ဒီလိုမျိုးဒါမှမဟုတ်ကိုရဲ့ရင်ခွင်ထဲမှာလာခိုင်းနေတယ်ဆိုရင်လည်းကိုရဲ့ရင်ခွင်ထဲပေါ့နော်ဒီလိုမျိုးလေးပေါ့နော်โอเคဒါဆိုရင်ကိုကြီးကဒီဘက်နေနည်းအလေကောင်တက်ကိုလာလိုက်မယ်နည်းနည်းလေးလာမယ်ညီမလေးကိုနှိမ့်မယ်ညီမလေးကကိုရဲ့ရင်ခွင်ထဲမှာကခိုင်းလိုက်မယ်โอเคဒီတိုင်းလေးပေါ့โอเคဒီတိုင်းလေးဒါကခိုင်းလို့ရတယ်ဒါဆိုရင်လုံးဝမသိတာဘူးပေါ့ဗျာကြည့်လိုက်Rachel ဒါပေမဲ့ဒီလက်လေးမှာတစ်ချက်ကြည့်ဒီနေရာလက်လေးကြည့်လိုက်ဘာကြောင့်ဒီလိုမျိုးတူတာလဲဆိုတာဒါကဗီဒီယိုရိုက်တဲ့နေရာလေးမှာလိုတယ်ဗျကျွန်တော်တို့ဗီဒီယိုရိုက်ရင်လက်ဒီပါဒီကိုလုံးပေါင်ရိုက်ပေါ့နော်ဒါကသူကကနေ TikTok ကဖုံးထောင်ပြီးကရိုက်တယ်ဆိုတော့သူ့အတွက်ကဒီလိုမျိုးဖြစ်နေတာပေါ့နော်အဓိကကကျွန်တော်ပြပေးချင်တာက background shape ကိုဒီလိုမျိုးသုံးပြီးတော့အတေးရတယ်ဆိုတာလေးကိုပေါ့နော်မျှဝေပေးခြင်းဖြစ်ပါတယ်